နဘဲကိုရှိပြတော့
ရောက်ဖူးသွားတာပေါ့နော်ဟုတ်တယ်လာမနေ့ငားတာမငားတာကျွန်တော်အဲ့လောက်စိတ်ထဲမထားနော်ရောက်တဲ့ချိန်လေးတော့မန်းတက်တဲ့အမိုက်ကြံပြီးပြန်သွားတာပါလို့အပြောမခံရရင်ချိန်နေပြီစေရနာပါခင်ဗျအဲ့တော့ဆိုင်ရကြည့်ပုံကြည့်ပြီးမတူရင်တော့ကြည့်မရဘူးဟုတ်တယ်ဘယ်ရင်တော့ကပြိတ္တတရားအချင်းတစ်ပုဒ်ကိုစာသနာထောင်တယ်ဟုတ်ကဲ့ယခုခေတ်ပြိတ္တတွေကစာသဘာစိုးနေနေမြိုင်းနေကြိုက်တယ်ဟုတ်တယ်ဟုတ်တာမဟုတ်တာပတာထားလို့ပေါ့ဟုတ်ပါယခုတီးသွားတဲ့တခြင်းကဟဲ့ကဘာကိုကင်လုံမဲ့အတန်အချင်းကောင်းစေဟုတ်တယ်ညီမလေးရှင်မြင်ဝင်လိုက်ရှင်ဘသူရေးခဲ့တာနိုင်မြန်မာကရေးခဲ့တာပါရှင်နိုင်မြန်မာရေးပြီးဘသူဆိုတာတော့အမေတော်မမအိတ်ကဆိုခဲ့တာပါဒေါ်မမအေးဆိုခဲ့တာရှိတော့နိုင်မြန်မာကြီးစိုးဟုတ်တယ်လာပိုက်ရှိသေးတာနော်ဟုတ်ပါပညာရှိစိုးပြီဟုတ်တယ်လူရှိသူရှိနာမည်ကြီးတာတွေမကြီးတာတွေကျွန်တော်ထဲ့မစင်စားဘူးစီးပွားဖြစ်တာမဖြစ်တာတွေကျွန်တော်ထဲ့မစင်စားဘူးကိုလူမျိုးကိုဘာသာကိုသာသနာကိုဂီတပျောက်မှာစိုးလို့နိုင်မြန်မာကရေးခဲ့တာဟုတ်တယ်ညီမလေးရှင်တို့လူမျိုးတွေဆိုသမှာတို့လူမျိုးတွေအောက်မှာမဆန်ရအောင်တို့လူမျိုးတွေနောက်မှာမကျန်ရအောင်အောက်မှာမဆန်ရအောင်နောက်မှာမကျန်ရအောင်ဘာလို့ရမှာတိုင်းပြည်ကြီးတွေကိုအတူယူရန်သိလာပါရဲ့တိုင်းပြည်ကြီးတွေကိုအတူယူရမယ်ကဲအားလုံးနားဆင်ကြပါဦးခဏလေးပါကျွန်တော်ချွေးနဲ့သွေးနဲ့ရင်းတီးရတယ်ဟုတ်ပါခန်းစားချက်သမားဆိုတော့အဆင်မပြေဘူးဗျတချို့ကနေရလေစိုင်းဝန်းနေတဲ့ဝင်လာတာတစ်ချက်မှလည်းရီမပြဘူးနဲ့ပြောတယ်ဟုတ်ဟောလူဗျနော်ကျွန်တော်စိတ်ရအမှန်ပြောရရင်ကျွန်တော်ရီစရာရှိမှရီတတ်တဲ့ကောင်နော်ဖော်လန်ပါပြီလေတော့ချောက်ကြီးပြုံးနေတဲ့ကောင်မဟုတ်ဒါပေါ့ဘာလို့မှစိတ်ထဲမပါရင်ဘာလို့ဟုတ်တယ်စိတ်ထဲပါမှလို့စိတ်ပါမှလှုပ်တာကောင်းတယ်တကယ်ပြောတာပါရည်စရာရှိမှကြီးပါနော်ပြောစရာရှိမှပြောပါဒါပဲလူတိုင်းမှာသူ့စိတ်နဲ့သူ့ကိုယ်နဲ့သူ့ခန္ဓာနဲ့ရှိပြီးသားအဲ့တော့ဒုပရိသတ်တွေကလည်းဒါသူတို့စိုင်းကြည့်မယ်မနှမီးကြည့်မယ်ပြန်မယ်ဒါပဲသူတို့ဘာရမရအဲ့လိုမစင်စားဟုတ်တယ်ညတညတာပြောဖို့ရှင်ဖို့အပန်းတော်ဖြေဖို့ဒီလောက်လာတာဒါပဲဒါပေမဲ့သူတို့ကတော့ပေါ့ပေါ့ပါပါလာတဲ့ပရိသတ်ပဲဟုတ်တယ်လေတို့မှာပေါ့ပေါ့ပါပါပြန်သွားလို့မရဘူးပေါ့ပေါ့ပါပါဒီလိုရှိသေးတာဟုတ်တယ်နော်ဟုတ်တယ်တို့လူမျိုးတွေအောက်မှာမကြံရအောင်နောက်မှာမဆန်ရအောင်တိုင်းပြည်ကြီးတွေကိုလေ့လာရမယ်လေ့လာရမယ်ဘာပညာနည်းတွေတက်အောင်လုပ်ဒါကိုနိုင်မြန်မာကပြောခဲ့တာဟုတ်တယ်မြမဂီတဆိုတာကိုညီမလေးကဘာရီတာဆိုတာကိုလေ့လာတာကောင်းလို့မရဲ့ရတ်တွေချက်တွေဆိုတာလုံနိုင်ရင်လုံကြပါရတ်တွေချက်တွေဆိုတာလုံနိုင်ရင်လုံကြတာပါတို့မြမစိတ်သမားတွေလည်းအနောက်နိုင်ငံကလာတဲ့ရတ်တွေချက်တွေပြီးတဲ့အောင်တင်ထားတာပဲဟုတ်တယ်ဘာလို့တော့လဲတို့လူမျိုးတွေကတချင်းပေါင်းစုံ9000တက်သွားမှန်တယ်သိတ်သနာစရာကောင်းတယ်ကိုအောက်ကျနေတာဟဲ့မသိဟုတ်တယ်တရုတ်လူမျိုးကတရုတ်ဒီလုံနာထောင်တာတုံချိန်လောင်းအဲ့ဒီလုံနာထောင်ဟုတ်ပါကျန်တာတွေသူတို့စိတ်ဝင်စားဟုတ်တယ်ဟုတ်ကလားဂျပန်လူမျိုးကဂျပန်ဂီတပဲနားထောင်နေတဲ့သူဂီတသူ့လူမျိုးသူ့အဝတ်စားကိုတော့သူတို့ဖြောက်ဖြက်မပြစ်ဘူးဟုတ်တယ်တရုတ်လူမျိုးကလည်းသူ့အဝတ်စားသူ့ဂီတသူတို့ရဲ့ရိုးရာဘယ်တော့မှဖြောက်ဖြက်မပြစ်ဘူးဟုတ်တယ်လေးလေးစားစားနေကြထိုင်ကြတာဟုတ်ပါတို့လူမျိုးတွေဘာတွေဝစ်ပြီးဘာတွေနားထောင်နေတော့လို့ပြန်ပြီးကိုပြန်တွေးကြည့်နိုင်ငံတကာကလာတဲ့အဝတ်စားတွေအကုန်ဝစ်ကုန်အကွဲလေချတယ်အရှည်လဲရှူလိုက်တာပဲအတူလဲရှူလိုက်တာပဲတို့နှမလေးတွေနားထောင်ကြအောင်
အဲ့တော့မြန်မာလူမျိုးဆိုတာဘယ်လိုလူတုံးဆိုတာကနောက်မေးရတော့ ဟုတ်ပါ အလူတလူလုံးရင်တော့မှဖြင်းချမ်းပစုဖြင်းချမ်းအိမ်မပါတော့ထိုင်းဘူးဒါလိုတွေဝယ်ဝတ်တာ အေးပေါ့ နိုင်ငံခြားကလာတဲ့ဟာမှသူတို့အကောင်းထင်တယ် ဟုတ်တယ် အဲ့တော့ကိုပဲလေး ဗျာ ကိုဆက်စု ခမရ တို့မြမခီတာကိုဘသူအပိတ်မလို့ဗျာတွတ်တာကြည့်တော့ ဟုတ်တယ် မြမစိန်သမားတွေကဗါတဲ့ဒီခေတ်စိန်သမားတွေချမ်းသာကုန်ပြီကျွန်တော်အမေများချမ်းသာကုန်ပြီတို့ဆရာပြောခဲ့တယ် ဗါတယ် စိုင်းဆရာလူငယ်ချောချောလေးတွေဒီကောင်ကြီးဘယ်တော့မှမငတ်စေရဘူး ဘာလို့လို့ အာရွာဒီမှာကောင်မလေးတွေရှိနေတဲ့၍စိုင်းဆရာအဲ့ဒီငယ်ငယ်ချောချောလေးတွေမငတ်ဘူးတဲ့ ဒါပေါ့ အဲ့လိုပြောတာအခုဒီရွာမှာဝင်တော့တာလေကျွန်တော်ညီတပည့်တွေတူတပည့်တွေကြီးပဲဝမ်းသာတာပညာတွေစူးစမ်းပြီးငယ်ငယ်ရွယ်ရွယ်နဲ့ထွန်းတောက် ဟုတ်ပါ နော်နေရန်တို့ဆိုတာကကျွန်တော်အသက်ကအခုက26ဘယ်လောက်တော့ရအောင် 26ဟိုဘက်တော့မွေးနေ့ပွဲလုပ်တာအခါ30ရှိသွားပြီ အေးအဲ့လိုတော့မကြည့်သေးပါဘူးဟဲ့ နေရန်တို့ကတက်ကြည့်ပြီနော် ဟုတ်တယ် အရင်ငယ်ငယ်တုန်းကစိတ်နဲ့ဆိုရင်ဒီလိုပွဲမျိုးကျွန်တော်လာတီးမှာမဟုတ်ဘူးအဲ့ဒါအမှန်ပြောတာ ဟုတ်တယ် နောက်ပိုင်းကိုဘာမှမဟုတ်မှန်သိတော့လို့စိတ်လုံးလုံးလျှော့ထားတယ် အဲ့လိုရှိ အမှုပညာနဲ့ပတ်သက်ရင်သိအောက်ကြမှာကြောက် မာန ကိုလည်းအောက်ကြခဲ့အောင်မနေခဲ့ ဟုတ်တယ် ကျွန်တော်ညီတွေကျွန်တော်တပည့်တွေလည်းအောက်ကြမခံဘူး ဟုတ်တယ် ညီကိုဝမ်းခွဲတွေကြီးပဲ ဟုတ်ပါ နော်အဲ့တော့ကိုဆက်စု ခမရ ကိုဘေးလေး ရ ယခုတီးသွားတဲ့တစ်ချင်းကနိုင်မြန်မာကြီးကိုကျွန်တော်ကဂုံပြူတဲ့အနေနဲ့တီးတာ ဟုတ်တယ် တီးတယ်ရှင်ဒေါ်မာမာအေးကိုဂုံပြူတဲ့အနေနဲ့တီးတာ ဟုတ်တယ် အဲ့ဒီတစ်ချင်းနောက်ဆုံးမှာဒီတစ်ချင်းကိုတီးကြစမ်းမှာလို့ပါဇက်ကမပြောရုံတမယ်ပဲစိုင်းသမားတွေကိုလွှဲခဲ့တဲ့တစ်ချင်း ဟော ဒါပေမဲ့ဒီလိုတစ်ချင်းနေမတ်တဲ့တယ်မရှိတော့ ရှိတော့ဘူး ဟုတ်ပြီနော် ဟုတ်တယ် အဲ့ဒီခင်မလို့ကဲတို့နဘဲကုန်းရွှေမြို့တော်ညမဆိုင်ဘလောက်အားပေးလဲငါစမ်းကြည့် စမ်းကြည့် ဂျပန်လူမျိုးကဂျပန်ဂီတကိုတီးတော့မယ်ဆိုရင်ဘယ်လိုလုပ်ကြလဲ လက်ခုပ်တီးပြီးသူတို့ဂီတကိုအားပေးတာ မြင့်တင်တာမြင့်တင်တာ ဟုတ်တယ် တရုတ်လူမျိုးကလည်းတရုတ်ဂီတကိုဘယ်လိုအားပေးတော့ လက်ခုပ်တီးပြီးတော့သူတို့ဂီတကိုမြင့်တင်တာ အဲ့ဒါပြောတာ ဟုတ်တယ် ဟုတ်ပြီနော်ကဲညမဆိုင်တီးမယ် နဘဲကုန်ကြည့်မယ် ရတယ်ကိုမလုံးနဲ့မလုံးနဲ့ရင်းလေးကပြီးဖို့လို့လား ဒါပါပဲ တို့လူမျိုးတွေကအရှက်အကြောင်းကြီးတယ် ဟုတ်တယ် တို့မြန်မာလူမျိုးတွေကရှက်တတ်တယ် အဲ အဲ့ဒါလေအကင်ပါတယ် ဟုတ်တယ် သူတို့မဟုတ်တာကြရှက်တယ် အဲ ဟုတ်တဲ့နေရာကြမရှက်ဘူး ဘယ်နေရာတော့ ဟာမင်းနဘဲကုန်းသူတွေငါမင်းတစ်တော်ကောက်တယ်ငါတောက်လျှောက်တွေ့ ဘလို့ကြည့်လို့ တွေ့တယ်ဟဲ့မင်းသူတို့လက်ခုပ်တီးရမှာကြတော့လက်ကလေးတွေတီးရမှာရှက်လို့ ဒါပေါ့ မင်းတစ်တော်တဲ့ကြဒလိုနေတာပဲမင်း အေး ဖင်ဒီကိုတအားလောက်ကြတယ် ကြည့်စ တော်ရီကပေါ်ပြုတ်မကြကုန် တို့မိန်းကလေးတွေကတို့မြန်မာမိန်းကလေးတွေအဲ့လိုတွေဖြစ်သွားတယ် ဟုတ်ပါ တစ်တော်တဲ့ဆိုရင်အရှက်မရှိတော့ဘူးနာမည်ကြီးကျင်တာကြီးကျင်တာ ဟုတ်တယ် သူတင်ထားတဲ့လူကြည့်တဲ့စရင်အမောက်ဘယ်လောက်ရှိတယ်ကော อืม အဲ့ဒါတွေဘဝထင်းနေတာကဲမာနာပြောရရင်နာမည်ကြီးကျင်သူများနဲ့မတူအောင်လုပ် ဟုတ်တယ် ကိုလန့်ကိုခင်သူများလန့်ခင်သူများခင်ပြီးသားလန့်မရှောင်းနဲ့ ဟုတ်တယ် အဲ့ဒီနာမည်ကြီးခြင်းကဘယ်တော့မှကြမှာပေါ့ ဟုတ်တယ် တော့ပေါက်လား ဟုတ်တယ် ကျော်ဟိတ်ဘာလို့နာမည်ကြီးတယ်မှတ် ဘာလို့တော့ ဘယ်မင်းသားနဲ့မှမတူအောင်စကားပြောတတ်လို့ အေး ဘယ်ဒါယတာကဘယ်လိုစကားပြောဆိုရင်အဲ့ဒီစကားမျိုးဖြစ်အောင်တူရင်းလို့ရှင်ပြောတတ်လို့ကျော်ဟိတ်လို့နာမည်ကြီးတာ အဲ အဓိကတူရင်းလို့ရှင်သွားတတ်ဖို့လိုတာ ဗါတယ် ကျော်ဟိတ်နှစ်ခွန်းနဲ့ပြအောင်ပြောတာ ဘယ်ဟာတော့ မိန်းကလေးတွေဆိုချစ်ကိုမချစ်တာလေကျော်ဟိတ်စားတော့မိန်းကလေးတွေဆိုချစ်ကိုမချစ်တာမင်းဘာလို့ချစ်တာဖျားရှင်ခိုးကြလား ဟော အဲသမိုင်းတစ်ခုလုံးပြီး လေးစားတော်တယ်ဗျာ အဲ့လိုပြောတာ ဟုတ်တယ် သဘောတာပေါ့တော့ အင်း နော် ဟုတ်တယ် အဲ့တော့ကိုဆက်စု ခမရ ကိုပဲလေး ဗျာ ကျွန်တော်လူရှင်တော်တစ်ခုမှမပါသေးဘူးနော် မပြော ပါလဲရည်ရင်မှရည်မှာဟုတ်ဗျာ အယူ ဟုတ်လား ခေါ်ထားတာကအအတွေခေါ်ထားတာဟုတ် ဒါပေါ့ရုပ်ပြတတ်တဲ့ပဲ မန္နာပြောရင်အဲ့လူရှင်တော်ရည်ရမယ်လို့ကျွန်တော်သိရှက်တယ်ဒီကောင်ကြီးရည်အောင်လုပ်တတ်တယ်တအားလုပ်တတ်တယ်
လူရှင်တော်လှုပ်ရှားလာတဲ့တတန်မနေဘူး ဖေမွေးဖြူ ဖေမေးကိုဖြူတယ်ဒီကောင်ကြာပြီဒါနဲ့ကျွန်တော်ထည့်ရောက်ကြတဲ့အာကုန်လာတချို့ကလူရှင်တော်ကောင်းမှဆိုင်ကောင်းနေတယ်ဘာဆိုင်လဲလူရှင်တော်ကောင်းကောင်းတယ်ဗောဆိုင်ကောင်းတယ်ဘာမှမဆိုင်ဘူး ဝမ်းချားစီ နောက်ရှိသေးတာနောက်ကအဆိုတော်တွေဝတ်စုံစင်တူတွေနဲ့ထဆူအဆိုတော်တွေများတာကွာဆိုင်ကောင်းညိုင်းထွက် ကိုင်း အဆိုတော်များတယ်ဗောဒါရှိတာ ဟာပေါ့လား တချို့ကြလဲဆိုင်းเสียရုပ်ချောတာကိုဆိုင်းကောင်းတယ်ပြောသေးတယ် အေးပေါ့ ဆိုင်းเสียရုပ်ချောလို့တာဆိုင်းကောင်းကြီးဆိုမင်းကြောက်တော့ငါဆိုင်းရင်ကောင်းဆုံး အမလေးနှာခေါင်းပြောလဲပြောတတ်ပါရဲ့နှာခေါင်းရဲ့ မှန်တာလေးတော့ပြောပါသေး ဘလို့တွေများပြောလိုက်တော့နှာခေါင်း ပြောရရဲ့နောက်ကအဆိုတော်လည်းတယောက်တယ်ဟုတ်ကဲ့ဒါတော့ကားပေါ်ရှုံလို့နာတော်ပြီနော်အဲ့လောက်ပဲနားထောင်လောဘတွေမကြီးနဲ့အဲ့တော့ညီမလေး ရှင် နိုင်မြမတချင်းနိုင်မြမရေးခဲ့တဲ့တချင်း ဟုတ်ကဲ့ တော်မမအေးတီဆိုခဲ့တဲ့တချင်း ဟုတ်ကဲ့ ကဘာကိုကင်လုံးမဲ့အတန်တဲ့ဖေးအတန်ကိုရည်ညွတ်ပြောခဲ့တယ်မှတ် ဘဲတန်းတော့ အားတော်ကြည့်အောင်တို့မြန်မာလူမျိုးတွေအထွတ်အထိပ်ထားတဲ့အတန်ကဒီအတန်တို့အလူပွဲတိုင်းမှာမြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်တဲ့အတန်ကွာ ဘဲတန်းတော့အဲ့ဒါဒုမြန်မာတွေပိုင်တဲ့ကိုယ်ပိုင်ဂီတအတန်မြန်မာအတန်ဒုမတန် အဲ့တော့ တော့တန်တွေကဘာကကြာရအောင်လို့ဆိုင်တဲ့ဘုံတန်တွေကိုနိုင်ငံတကာကကြာရအောင်လို့ဒီတချင်းကိုလေတောက်တိုက်ကကြာရအောင်လို့အရက်ကူပါလူဝိုင်းပါလို့ဆိုင်ရပါရလေတိုင်းရဝိုင်းပါလို့နိုင်ရပါနိုင်မြမရှိုင်းတာဟောရအတိုင်းရတာတမိုင်းမှာကြည့်ကြတော့စိုက်စရာရဲ့ အဲ့ဒီတခွန်းနဲ့နဲ့ကျွန်တော်ဒီတချင်းတီးတာ ဟုတ်ကဲ့ ဘယ်ချိန်သေးမှမသိဘူးဗျာ အမှန်ပေါ့ တာဝန်ကျေးသေးခြင်းတယ် ဟုတ်တယ် ကျွန်တော်တီးစားတာကဟာဒီဆိုင်เสียကြီးဘယဆိုင်ရာတွေတိုင်းမှာဝိုင်းမှာလို့ဟာဒီဆိုင်နေရာမှာအဲ့ဒီဂီတတွေမထိမ့်သိမ့်တော့ရင်ပြတ်ပြီ ဟုတ်တယ် ကျွန်တော်တို့အနုပညာလောကပျက်စီးလာတာတွေအစအနာတွေအကုန်သိတယ် ဟုတ်ကဲ့ အရင်တော့ကပါတဲ့ဝေဒန်နေရလို့လူဝေဒန်နေရလို့လူဒါလို့စိုင်းတန်နဲ့ထုတ်တာနော် ဟုတ်တယ် ဒါပေမဲ့နောက်ပိုင်းဘာတွေပါလာတယ် အဲ ဒီဝိုင်းနေနဲ့ရောလာတဲ့တချင်းတွေပေါ်လာတယ် ဟုတ်တယ် ဟဲ့ဟုတ်လားဒီတချင်းတွေပေါ်လာတာလေ ဟုတ်တယ် အလူတချင်းကိုအဲ့ဒီတီဝိုင်းနေနဲ့စိုင်းနေနဲ့ရောပေါ်လာတော့စက်သမားတွေကအဲ့ဒီဝေဒန်နေရတွေဘာတွေမဖွင့်တော့ဘူးပျောက်သွားပြီ ဒီရှည်တွေပဲ စေတနာရှင်တွေဘာတွေမရှိတော့ဘူး ဟုတ်ကဲ့ အခုနောက်ပိုင်းပေါ်လာတဲ့အဲ့ဒီဒုံကွမ်းတွေတချင်းတွေဖွင့်တော့တာ ဟုတ်တယ် ဘယ်ချင်းဖူဖွဆက်နားထောင်မရတော့ ဟုတ်ပါ ဒီဒုံတွေများတယ် ရွှေပေါ် အဲ့ဒီကစပြက် ဟုတ်တယ် နောက်တစ်ခုစိုက်မှာလူရှင်တော်အသားပြီးပြီးရည်စရာဟာတာတွေထုတ်လာတော့ပရိသတ်ကစိုက်နားမထောင်တတ်တော့ဘူး ဒါပေါ့ ပျက်စီးသွားပြီဗျာ မှန်တယ် လူရှင်တော်အသားပြီးတော့တကယ်တမ်းကျတော့မင်းသားကစိုက်เสียမဟုတ်တော့ဘူးကျွန်တော်တို့ခေလူရှင်တော်ဖြစ်သွားပြီ ဟုတ်ပါ ဟုတ်ကဲ့လား ဟုတ်တယ် အဲ့ဒါကြောင့်ဆက်စု ခမရ ဘယ်လေးပြညမစိုက်ကိုညမလေး ရှင် နောက်ဆုံးအခြာလေးချလိုက်သမှာ နောက်လိုက်ချ စိုက်เสียဟေ့လို့ပြောခဲ့တော့ကျွန်တော်နောက်ဆုံးနှစ်ကွက်ကလေးထွန်တာလေဒီပြခဲ့ခြင်းလို့ဟုတ်ကဲ့လား ဆိုင်ရ